ကျွန်တော်ဒီကာလာနဲ့ထွေနာတယောက်ဖြစ်ကြတယ်ဟုတ်ရီမန်းချက်တော့ထားတယ်ဟိုထွေနာတယောက်ဖြစ်ရမယ်ဆိုရီမန်းချက်လေးတော့ထားတယ်ပေါ့ဟုတ်ဒါလည်းကံပေါ့ကိုယ့်ရဲ့ကံတရားကလည်းစိုင်ပြရဆိုတော့ကိုကလည်းအများကြီးလေ့ကျင့်ဖို့လည်းလိုပါသေးတယ်အတန်းအန်ဒီကိုင်းနိုင်တဲ့ဟာတော့မရှိဘူးဒီကျွန်တော်အားကစားမှဒီကျိုးတာပါညာပေါ့ကျိုးတာတော့ပဲရှိတယ်ဒါပေမဲ့ဖြစ်ခဲပါတော်တော်လေးဖြစ်ခဲတယ်ပေါ့နော်ကိုကဒီနည်းနည်းပေါ့ဆဝိုင်းနေတာဖြစ်နိုင်တာဒီကိုကတတိထားပြီးဆိုရင်တော့မဖြစ်နိုင်ဘူးခိုင်းမိဖို့ဆိုတာလေကျွန်တော်ကစားနေရကြတော့ကလပ်စနစ်လို့ကျွန်တော်ဒီအန်ဆန်လို့ဟိုဖူးပလန်လို့အဲ့အန်ဂျလာပူရှက်စုံပေါ့နော်ဒါကောတယ်ဖောလီဘာလို့ရှိုရာဘလက်ဦးမဘလက်စုံအများကြီးကစားပွဲတွေလုပ်ပြရတာပေါ့နော်အဲ့ကလပ်စနစ်ပေါ့အဲ့ငငယ်ကနေရတာကိုကဒီဝိတ်တင်မရတာဝါသနာပါတယ်ဒီကစားရတာကိုကြိုက်တာအဲ့လိုကိုကစားလိုက်ပြီဆိုလဲတမန်ကင်းလုံးထမင်းမစားတော့အဲ့လိုဒီကိုကစားတယ်ပထမတော့ကျွန်တော်ကဂျွန်ဘာကစားတာဂျွန်ဘာကစားနေတဲ့ဟိုကျွန်တော်တို့ဒီတောရက်ခေါ်မယ်ဆိုရင်တော့ဒီကင်မီကောက်ထောင်တာပေါ့အဲ့ဒါပေါ့ဒီမျိုးရက်ဆိုရင်ဟန်စရန်ပေါ့ကျွန်တော်တို့ဒီကင်မီကောက်ထောင်ရင်းနဲ့ကနေကျွန်တော်တို့ဒီကစားကွက်တွေတပြည့်ပြည့်တက်ပြီးတော့ကစားလာတာပေါ့အဲ့မှာဒီကာလာစနစ်မှန်တည်တာပထမတော့ကျွန်တော်အားကစားနာမည်ကိုမသိဘူးဒီနောက်ကင်မီကောက်ထောင်တာကြာနှစ်တကြာပြီးမှကျွန်တော်ဒီအားကစားမှန်းတည်လာတော့ဒီတခြားကစားကွက်တွေပါပို့ပြီးလေ့ကျင့်ပြပါအဲ့ဒါကျတော့ဒီဝါသနာပေါ့အဓိကတော့ကိုဝါသနာဘယ်လိုတစ်တော့ဝါသနာပါလာတဲ့လေကိုကစားလိုက်တဲ့ကစားကွက်ကိုရိုက်ရတော့ပို့ပြီးဝါသနာပါတယ်ဒါကိုယ့်ရဲ့ကစားကွက်ကိုကိုပြန်ကြည့်ချင်လို့ရိုက်တဲ့သဘောမျိုးပါသူတို့ကကျွန်တော်ဒီခုံလမ်းပြီးတော့လေခုံပြီးတော့မြေပြင်ပြန်ဖမ်းတာတွေသူတို့ပိုကြိုက်တယ်ဟုတ်ကျွန်တော်ဗမာလိုတောရက်ခေါ်တယ်ဆိုကျွန်တော်ဒီဖားပြန်တဲ့ကောက်ကိုဗျာဖပြန်ကွက်အဲ့ဒါကျွန်တော်တောရက်ခေါ်တာဒီမျိုးမှာတော့